အားလုံးမင်္ဂလာပါရှင်အခုဒီဘလော့လေးမှာမရီနာဘေးဆန်သင်္ဘောပေါ်ကိုပတ်စံလုံးဝပေးစရာမလိုပဲဘယ်လိုသွားမလဲဆိုတာကိုလည်းညွှန်ပြမှာဖြစ်ပါတယ်ရှင်စပိုင်နိုဘေးဖက်မှာရောက်ပြီဆိုရင်တော့ ACB ကနေထွက်ရမယ်ရှင်ACB ကနေရှိတဲ့ကို10မိနစ်လောက်လမ်းလျှောက်ပြီးဘယ်ဘက်မှာရှိတဲ့လှီကားနဲ့အပေါ်တက်သွားမယ်ရှင်ပေါ်ရောက်ပြီဆိုရင်တော့နောက်ထပ်လှီကားနဲ့အပေါ်ထပ်တက်ရမယ်ရှင်ပေါ်တဲ့ဒီနော်ဘာလို့လဲကိုဒီတဲ့ကိုကြောက်ပါလားမိနာစတယ်လားရှိမရီနာဘေးစံထဲကိုရောက်ပြီဆိုရင်တော့ရှေးကားကောင်တာဘေးမှာရှိတဲ့တက်လီကားကနေ59လွှာကိုတက်သွားလိုက်ရင်ရောက်ပါပြီရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ဘလော့လေးမှာပြန်တွေ့ကြမယ်ရှင်ကိုရောက်သွားပြီပြအောင်妈，溜溜，你这样。ငါတို့လည်းမှတ်ထားအောင်ပါအဲ့ဒါပြီးလို့ရှိရင်ငါတို့မမှတ်တာအဲ့ဒါကတော့ကြည့်မတော့တော့ဒါနဲ့ငါကတော့တော်တော်မှတ်ထားတယ်တော့တော့မှတ်一会儿有信号咱俩再说啊。没信号了。一边这么长还？好的，要回去也行，我这会儿带着他出来玩儿，也不管走路在。Yes, go. 都说你这有车没着，咱只是在这先拍拍照。哦，辣娘。लास्ट टाइम तेन 10 भी नहीं जा सकते यार जो क्वेश्चन है पापा ने पूछा我这个